ဒီနေ့ရှိရောက်လာတော့မနေ့ကဆိုရင်အောင်ဆုံးပဲအဲတော့ဒီနေ့မှာကျိုးကျိုးဆာဆာလေးအားထုတ်ကြရအောင်အဲဒီမှာဇံပိုင်းကိုတော့ယူထားဒါအခြေခံနေပေးနေရအခြေခံကတော့အခြေခံလို့ကိုတူးမှကောင်းတယ်မူလာရနဲ့တူးမှကောင်းတယ်အခြေခံအခုဒါအခြေခံပဲတရားရဲ့အခြေခံအစဘယ်ရလဲဆိုဒီရပဲဒီအာနာပါနာနဲ့စမှာပဲအာနာပါနာစမယ်ဝေဒနာတွေ့မယ်အဲဒီဇာမမှာစိတ်ကလေးတည်မယ်ဒါအစပဲဒီအစအရေးကြီးဆုံးပဲအစကောင်းရင်အနှောင်းသိကြပါတယ်ဒါအောင်ဘုံဘုံတို့ဒီအာနာပါနာဇာကိုပေးနေရနောက်ကြတော့ဝေဒနာလိုက်ခါနေကြတော့ဒီဇာအကူပေးလိုက်ဝေဒနာရှုနေတဲ့ဝင်နဲ့ရှုနေနဲ့ကြာထိုင်လာတော့ဝေဒနာတွေပေါ်လာတယ်ပေါ်လာရင်စိတ်ကလေးကရှုတဲ့ရှိမှမရှိဘဲနဲ့စိတ်ကလေးကဝေဒနာကြီးကျသွားလိုက်ကျသွားတော့မခံနိုင်တော့ရှုလေးနဲ့တအားရှုလိုက်ဝေဒနာရှုလေးရှုပြန်ရောက်လာလိုက်နောက်ဝေဒနာကျသွားလိုက်ရှုလေးပြန်ယူလိုက်ကျလိုက်ဝင်လင်းပြလိုက်ရှုလေးရော့သွားပြန်ကျရှုလေးနောက်ပြန်နားလဲလာတယ်ငါရှုလေးရော့ရင်စိတ်ကလေးကပြန်ပြန်ကျတယ်ဒီရှုလေးကိုငါပြန်မှန်ရှုနေမှာပဲဆိုရှုတယ်အဲ့တော့စိတ်ကလေးကနာသီးပြပြေးလိုက်ဝေဒနာရှိပြေးလိုက်နာသီးပြပြေးလိုက်တောက်တဲ့နောက်နေသေးတယ်အဲ့ဒါလေးကိုရအောင်ချိန်သွားတာဒါမှယောဂီတိုင်းတွေ့ပါလိမ့်မယ်ဒီစိတ်ကလေးကနာသီးပြရောက်လိုက်ဝေဒနာဒါလူတိုင်းလည်းတွေ့တယ်အဲ့ဇံမခိုင်လို့ရှိရင်ပြန်ကြတာပဲအဲ့ဇံခိုင်တော့အာနာပါနဇံခိုင်ရင်အာနာပါနဇံမှာမတည်တယ်ဒါကနဦးဘုံတို့ဇံပိုင်းနဲ့ယူနေတာဒီဇံပိုင်းရမှာဟိုဝေဒနာပိုင်းသက်တာအဲ့ဇံပိုင်းမနိုင်တဲ့လူကတော့ဝေဒနာကြီးဂုံးစီကြသွားမှာပဲဇံနဲ့ပြန်မကူနိုင်ဘူးဇံရတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဇံဆိုတာနိဝရဏတရားငြိမ်းအေးတာကိုဇံလို့ခေါ်တယ်ဟိုမြေရှုမှုပြတဲ့ဇံကလောကိဇံကတစ်မျိုးဒါမှနဲ့ဒီဆဲမှာပဲပါလိုက်လာတယ်အဲ့ဒါတွေကကျုပ်ခွဲနံခွဲတွေမြေရှုမှုပြတဲ့ဇတ်တွေကဒီထဲမှာပါတယ်ဒါမှနဲ့ဒီဟာတွေကနိဗ္ဗာန်သွားတဲ့လမ်းမဟုတ်ဘူးကိလေသာမပယ်နိုင်တဲ့အတွက်ဒါတွေပဲပယ်ခဲ့ရတာတွေအများကြီးပဲဘုံဘုံတို့လည်းပယ်ခဲ့ရတာဒါတွေသူ့သွားမဲ့နေလို့ရှိရင်ဒီမှာမပယ်ရသေးတဲ့တရားယင်းကပေါ်ပြနေတာပဲဒါယောဂီတိုင်းသိလာလိမ့်မယ်ခုမပယ်ရသေးတဲ့တရားစိတ်ထဲမှာလေပေါ်နေတယ်လောဘစိတ်ကပေါ်တယ်ဒေါသတွေစိတ်ကနေဆိုဒေါသလေးဘုံဝင်မှလေးပေါ်တော့ဘုံဝင်ကိုပို့နေဘုံဝင်ကနေပေါ်လာတယ်ဘုံဝင်ဟာရကနေဝိတ္တိယုတ်ကနေပေါ်လာတာလေးတွေသိနေတော့ဘယ်လောက်ပဲမြေရှုမိုးပြမလို့စိတ်ဓာတ်တွေမပယ်နိုင်သေးမဟုတ်ဘူးဆိုပြီးတော့ဒီစိတ်တွေကိုပယ်ရတယ်မိမိနော်တရားမလုံးနဲ့နော်ဘုရားတရားဟောနေဘာမှမလုံးနဲ့တော့မလန်နဲ့တော့အဲ့ဒီတော့ဒီအာနာပါနဇံကိုပြီးတဲ့အကြောင်းရင်းဟာဘုံဝင်သိအောင်ပြီးတာဘုံဘုံအဓိကဝေဒနာကိုမပြီးသေးဘူးဝေဒနာကိုလူတိုင်းက2 နာရီမထိုင်နိုင်ဘူး1 နာရီတော့မထိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေကိုထိုင်နိုင်အောင်ဘုံဘုံလုပ်နေတာအခု1 နာရီတော့မထိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းထိုင်နိုင်လားအဲ့ဒါအဓိကတော့ထိုင်နိုင်မှုပဲထိုင်နိုင်တော့ဘာလို့ထိုင်နိုင်လဲဇာကြောင့်ထိုင်နိုင်တာအာနာပါနဇာနဲ့တခါတည်းရှူလိုက်တဲ့အခါကျတော့အာနာပါနဇာမှာစိတ်ကလေးရောက်တွန်းတင်နေတာဘုံဘုံတို့ဆရာလေးကလည်းတခါလည်းတင်းထိုးရှူပေးနေတာပဲသူ့တခါလည်းတူအောင်လိုက်တူဟိုလည်းရှူနေရဆရာတခါမှတွေတချို့တခါကြီးတွေရတယ်တခါမှတွေမရသူနည်းနည်းလျှော့ကြည့်လိုက်တယ်တခါကြီးတွေသူ့ဇာမှန်းနေထားပခဲ့ပြီးတော့နောက်လူကလည်းလျှော့ခေါ်သွားတယ်သူနီးမျိုးလောက်သွားတာရှူလေးရအလကားတဏ္ဍာနဲ့မဟုတ်ဘူးနောက်ရှူလေးညီတော့မှသူသွင်းထားတဲ့ဆက်ရှိတယ်ရှူလေးအားလုံးညီပြီးဆိုတော့မှရှူလေးဇာလေးထားပခဲ့သူဒီလိုလောက်တာမရသေးသူပြန်တက်ရှူတာပဲဒါဆရာလေးရလဲဒါသူ့တောင်းဝန်နဲ့သူကြည့်အောင်လုပ်နေကြအဲ့ဒီတော့ရှူလေးဇာကောင်းလာရင်ဝေဒနာရှိစိတ်မသွားပါဘူးပထမတော့မကောင်းရင်လည်းသွားညှို့လိုက်နာသီးပြရောက်လဲသွားညှို့လိုက်နာသီးပြရောက်လဲနောက်ကြတော့ဝင်လေထွက်လေလေးဟာဒီဇံပေါ်မှာတီးလာတဲ့အခါကျတော့ဘယ်ရောက်လာလဲဆိုတော့ဘဝင်ရောက်လာဘဝင်မှာလေးတီးတီးချက်တက်ဒီကလေးတွေ့ဒီမှာရှင်ရင်းနဲ့တွေ့လာနှစ်ခုတွေ့လာအရင်တော့ဝေဒနာရှိသွားတာဘူးမသွားတော့ဘူးဒီရှူလေးပေါ်မှာနေရင်ကနေဝေဒနာဘဝင်ကိုတွေ့လာဘဝင်မှာလေးတီးတီးချက်တက်သူဖြစ်လာကိုကသွားပြီးတော့သူများဘဝင်တွေတိုင်းကိုကမျက်စိမုံကြည့်မနေနဲ့မလုံးလို့မရဘူးဒုက္ခဝေဒနာကြီးကြမှာပဲ
လုံးလို့မရဒါသူ့အတူရောက်သွားဘုံဝင်ကိုသူ့အတူရောက်ပြီးတော့ချက်တက်လေးတေးတေးနင်းတင်းဖြစ်တယ်ဒီကလည်းရှူတယ်ဟိုကလည်းလေးလာတယ်အဲ့ဒါရှူလို့ဟိုကလေးလာရင်ရှူလေးကရော့လာရော့လာတဲ့အခါကျတော့နောက်ကျတော့ရှူလေးတွေသိပြီးတော့ဘုံဝင်လေးမှာသူငြိမ်နေဘုံဝင်ကိုသူတတိထားမှမထားတဲ့အတွက်ဘုံဝင်မှာသူအရသာခံနေငြိမ်ပြီးတော့ကြက်တာလေးကိုအသာလေးအတိကလိုက်ဟိုအောက်ကဝေဒနာလေးဆွဲခေါ်တော့ဒိုင်းဆိုပါတော့ရအောင်ဝေဒနာကြီးပါသွားရင်လည်းဇာန်တခါပြန်ရှူရသူကဇာန်နိုင်တော့ဒီဝေဒနာကြီးကြတဲ့စိတ်ကိုသူကရှူလေးနဲ့နိုင်ထားတော့ဟိုကြရင်သူကပြန်ရှူတာပဲရှူပါများတော့ဝေဒနာကြီးကနေစိတ်ကအဇာန်ရှိရောက်လာတော့ရှူနဲ့နောက်ဘုံဝင်ပြန်ရောက်သွားအဲဘုံဝင်လေးမှဒီကကြက်တက်လေးသူတတိထားနေနေအဲ့ဒီမှာတတိမမြင်ဝေဒနာကြီးပြန်ရမှာသုံးချက်ပြေးသွားပထမရှူလေးနဲ့ဝေဒနာနဲ့နှစ်ချက်ပြေးတယ်ဒါယောဂီတွေဘုံဒီလောက်ဟောရင်ရောက်တဲ့ပုဂ္ဂိုလ်တွေသိတယ်ပထမရှူလေးနဲ့ဝေဒနာနှစ်ချက်ပြေးတယ်နောက်ရှူလေးမြန်တော့ဝေဒနာကြီးမကြတော့ဘူးသူဘယ်နဲ့ပြေးလဲဆိုတော့နှာသီးပြားနဲ့ဘုံဝင်မှာချက်တက်နဲ့နှာသီးပြားနဲ့ချိန်နဲ့ကိုချိန်တာမဟုတ်သူကသူ့ကိုချက်တာကိုသိလာတော့ချက်တဲ့ကြလာတော့သူရှူလေးမေ့လာတယ်ပြီးအဲချက်တာပဲတတိထားသွားတော့ဒါအမှရှူလေးနဲ့ဓာတ်လိုက်လေရသူကဟိုသူကြက်ရင်လည်းကြက်ရှူသူပိုကြက်လာလဲရှူအဲ့လားရှူလေးကြက်လေးရှူလေးအဲ့လိုဖြစ်လာနောက်ပြီးဆုံးဒီရှူလေးလည်းကုန်ကြက်တာလည်းလွတ်အဲ့လိုသွားလို့လည်းရတယ်ဒါပေမဲ့ဒီလောက်မသွားနိုင်တဲ့ဘုံတို့ကြတော့ဒီရှူလေးကိုစိတ်ကြည့်မဆိုင်ပြီးတော့ကြက်ရင်ကြက်တာအစားလည်းဆုံးကြည့်ခိုင်းလိုက်တော့အဲ့ကြက်တာကိုသူတတိထားတော့ဒီရှူလေးဇန်လျှော့လိုက်တဲ့အတွက်ကြက်တာပေါ်မှာလည်းရှိတော့ဘယ်နိုင်မလဲအောက်ကဝေဒနာပြန်ခေါ်တော့ပြန်ပါသွားပြန်ရောအဲရှူလေးကပြန်ရှူတယ်ရှူပါကြားလာတော့ဘုံဝင်ပြန်ရောက်လို့ဘုံဝင်ရောက်ပြီးတော့ဘုံဝင်ကိုတတိထားရမယ်ဥစ္စာကိုရှူလေးနဲ့ချိန်ထားမှမထားမိတဲ့အတွက်ဝေဒနာရှိပြန်ကျသွားပြန်သုံးချက်ပြေးပြန်အောင်သူကဒါအဲ့မှာအများဆုံးခံရဘုံဝင်ကိုရောက်ရတဲ့နဲ့ကိုမှလက်စုပ်လိုက်ကမိရတဲ့နဲ့ကိုမှတကယ်ယန္တနာမက်ကိုသွားမဲ့နေရာကြီးတွေ့ရတဲ့နဲ့ကိုမှမထိန်နိုင်ဘူးဒါဆရာမပြမရအဲ့ဒီတော့ဒီမှာဝင်လေထွက်လေနဲ့ဘုံဝင်နဲ့ယူလိုက်ဘုံဝင်မှာချက်လာလေလေးလာဆိုချိန်ပြီးတော့ရှုနေပေါင်းချိန်ပေါ့ဝင်လေထွက်လေဓမ္မသာဘုံဝင်ကလည်းလေးတာဓမ္မသာဝင်လေထွက်လေငါမှုသာလေးတာလည်းငါမှုချိန်ပြီးတော့ပေါင်းချိန်ကြိုက်တယ်ဟိုဝေဒနာလုံးကလည်းလိုပဲဝေဒနာဓမ္မသာအာနာပါနဓမ္မသာဝင်အဲ့ဒီမှာလည်းပေါင်းချိန်ခဲ့တာပဲရှိုးလေးပေါ့ညီမြချင်းထားချိန်နေတာဒါကိုဘုံတို့ပေါင်းချိန်တယ်လို့ပြောတယ်သူဘုံတို့တဲမှာဆရာတော်ကြီးလက်ထက်ကဖြစ်ဘူးတယ်ဒီသင်ရောက်လာမှာတဲ့ဒီတရားကိုဒါဘုန်းကြီးတိုင်းကပြောတာပါဒါကမ္မထမ်းတိုက်တွေကပြောတာဘုံတော့အမြင်မပေါ်တော့ပါသူတို့ကပြောတာဘယ်နဲ့တရားမှာချိန်ဝင်နေလဲပါတယ်မင်းတို့သင်ကူရတဲ့ချိန်ဝင်ပါသလားတဲ့ဘောင်းချိန်နေဆိုတော့ချိန်ဝင်ယူတော့ဟသလားတဲ့အဲ့ဒါဟိုရွဲ့တာပေါ့လေဘောင်းချိန်ခိုင်းတာဒီစိတ်နဲ့တရားဆရာတော်ကြီးကဘောင်းချိန်သားဆိုတော့ဘောင်းချိန်တာပါလဲဝေဒနာဓမ္မတတ်တဲ့အာနာပါနနဲ့ချိန်ယူပိုင်းတာအဲ့ဒါကိုဘောင်းချိန်နေပြောတော့တချို့ပုဂ္ဂိုလ်တွေကချိန်မင်းတို့တရားတွေကချိန်ဝင်ယူတော့ရလားတဲ့ချိန်ဝင်နဲ့ချိန်ရလားတချို့ကဒါတွေကမလူလို့ပြောတဲ့စကားတွေပါအဲ့ဒီလိုလည်းရှိတယ်အခုဝေဒနာနဲ့အာနာပါနမချိန်ဘူးဘုံဝင်နဲ့နှာသီးပြားနဲ့ချိန်တယ်သူလည်းဘောင်းချိန်နေဟိုမှာချိန်တတ်လာတော့ဒီမှာလည်းညီမြချင်းထားလို့တတ်လုံရင်းနဲ့အဲ့မှာဘုံဝင်လည်းချုပ်နှာသီးပြားလည်းဝင်လေထွက်လေလည်းချုပ်ဒီလိုလောက်တာလည်းရှိတယ်တချို့အဲ့လိုချုပ်တယ်တချို့ကြတော့နှာသီးပြားလွတ်သွားတဲ့ဘုံဝင်မှာပဲတတိကတယ်ချက်လာတယ်နောက်ဆိုးလာတယ်နောက်ရှူတော့လည်းရှူလို့မရတော့ဘူးချက်ဆိုးလာအဲ့နာရောက်ကြောက်တာပဲဘယ်သူပြည့်လွတ်လိုက်အဲ့ဒီနေရာမှာဥပမာလေးတစ်ခုရှိတယ်ဒါဘုရားဟောတဲ့ဥပမာခြေတော်သားတယောက်ဟာတဲ့အမတန်တူးတယ်ဘုံဘုံလည်းအဲ့ဒီတရားတွေကိုလိုက်ပြီးတော့ဖတ်ကြည့်လိုက်တော့မှဟာငါရှင်းတာတွေကဘုရားဟောတာနေနဲ့တူးနေတာပဲဘာသာလို့မသိလို့လားဘုံဘုံနောက်ကြမှာသိတယ်ကိုယ့်ကိုအားရှိသွားတယ်ခြေတော်သားတယောက်ဟာတဲ့ဒီခြေတော်သားဆိုတာပုဂ္ဂိုလ်ဟာမြင့်မမြင်ဘူးဒါဘုံဘုံတို့တွေ့ရဘူးတဲ့ဟိုဘုံဘုံတို့မိဘတွေဟာချီချောင်းတိုက်ဆိုတာရှိတယ်မြစ်တွေပါတယ်မရှိဘူးသူတို့ကံတော့ပဲရှိတယ်မြစ်ဆိုမမြင်ဘူးအဲຫນွေကျန်းလာပြီးတော့လေဒီကိုင်းနေလာပြီးတော့ဟိုမိန်းကလေးလူ50လောက်60လောက်ခေါ်လာတဲ့ခေါင်းဆောင်တယောက်ကတရုံ2ယောက်3ယောက်ထားတော့သူတို့ရေပြရင်လည်းသိကြောက်တာပဲအဲဒီခြေတော်သားလေခြေတော်သူကမြစ်ကိုမမြင်ဘူး
ချောင်းလည်းမမြင်ဘူးသူကကာမရနေကြအဲ့ဒီပုဂ္ဂိုလ်တွေတဲ့တဏှေသောအခါကျတော့ဒီသောရတယောက်ပါတဲ့ဒါဘုရားဟောတဲ့တရားလေတရားကောင်းတခါတည်းကိုကျွေးသွားတောင်းတယ်သူတယောက်ကျွေးသွားတောင်းတဲ့အခါကျတော့သူသွားလိုက်တာတဲ့မနက်ကနေသွားလိုက်တာနှိကင်းညနေဆောင်ရောက်တော့ရွာတွေ့သွားကျွေးတောင်းတဲ့ရွာတွေ့လဲတွေ့ရောတခါတည်းသွားတာရွာမရောက်ခင်မှာပဲချောင်းတစ်ချောင်းသွားတွေ့ဟာမြစ်ကြီးပါလားချောင်းလေးကိုသူကမြစ်ထင်နေတယ်တဲ့ဒါမြစ်ကြီးပဲငါလည်းရေမကူတဲ့ရေစုလျှောက်တဲ့ခြေတော်သားတွေတဲ့အဲ့ဒီတော့သူထိုင်ဆောင်နေတယ်ဆောင်ရင်းကနေပြီးတော့လေရင်နဲ့တက်ဆင်းများလာမလားလူကြုံများလာမလားလို့ကြည့်တယ်ဘယ်သူမှမလာဘူးမိုးကလည်းတပြေးပြေးနေရဝင်တော့မယ်ဒီမှာလည်းနေလို့မရဘူးသူကြောက်အဲ့ဒီတော့ဒီရွာလည်းမြင်နေရတဲ့ဥစ္စာဟုတ်တဲ့မဖြစ်ဘူးငါအရေးစွန့်တာပေါ့လေငါရေထဲဆင်းကြည့်မယ်ဆိုဆင်းလိုက်တော့ကြောင်ကြိုက်ပြီးတော့ဆင်းလိုက်တော့ဒီကလည်းခြေမျက်စိရောက်သွားတော့ခြေစလုံးအောင်ရောက်သွားမဖြစ်ဘူးဒါရင်းနဲ့တည်းငါပြန်ရင်းနဲ့နေမှဆိုပြန်တက်ပြေးပြန်တက်ပြေးပြီးတော့အဲ့လာမဲ့ကဲမဲ့လူပဲလာမဲ့လူကြုံစနေရာလဲတပြေးပြေးဝင်ဟိုချုပ်တော့မယ်ရောက်လာပြီအဲ့ဒီနေမဖြစ်ဘူးဒီဘက်လည်းနေလို့မရပြန်ဖို့ကလည်းတနေ့လုံးလာခဲ့ရတဲ့လမ်းပြန်လို့လည်းမဖြစ်ဟိုဘက်လည်းသွားအောင်မြစ်ကတားနေတယ်ချောင်းကိုမြစ်တင်နေတယ်သူကခြေတော်သားအဲ့ဒီနေရာမှာမိုးကလည်းငါဒီလိုနေတော့မိုးချုပ်တော့မှာပဲဘယ်သူမှလည်းမလာကဲဒီတကငါသွားကြည့်အောင်လဲဆိုသူကဟိုရှေ့စိတ်နဲ့ပို့ပြီးတော့သရာတင်သွားသရာတင်ပြီးတော့တခါလည်းကိုကြောင်ချိုက်ပြီးတော့သွားလိုက်တော့ဒူးစစ်လောက်ရောက်မဖြစ်ဘူးဒါရှေ့လျှောက်ပို့နဲ့မှငါသေးမှပြန်တက်ပြေးပြန်တာပဲတဲ့သူကြောက်တော့တက်တယ်ပြေးအဲ့ဒါဘုံဝင်နဲ့သိတူတယ်အဲ့ဒီနေရာကြီးအဲ့မှာကြောက်လို့တက်ပြေးသွားတက်ပြေးပြီးပြန်ထိုင်နေတာပဲမသွားလို့လည်းမဖြစ်ဒီမြစ်ကလည်းတားထားတယ်ဟိုမှာလည်းရွာလည်းတွေ့နေပြီသူဘလို့မှမတတ်နိုင်ဘူးကမိုးကလည်းတပြေးနေရဝင်သွားပြီရွာချင်းနေဝင်သွားရွာချင်းနေဝင်မိုးချုပ်တော့မယ်အဲ့မှာသူကဒီဘက်မှာလည်းနေလို့မရကြောက်တယ်မဖြစ်ဘူးဆိုတခါနောက်တခါအရေးစွန့်တခါသွားပြန်တော့ဒုစရကနေပြီးတော့ပေါင်လေတော့ရောက်လာတော့ပြန်ပြေးပြန်တာပဲပေါင်လေတော့ရောက်တယ်နောက်တခါကျတော့ငါအကုန်လုံးကြီးမှမြုပ်သွားမလားမသိဘူးဆိုတခါပြန်ပြီးတော့တက်နေတာဘယ်လိုလုပ်ရမလဲသူ့မှာအဲ့ဒီခြေတော်သားရဲ့စိတ်ကူတာစဉ်းစားကြည့်တော့ဘလောက်ကြောက်ကြရဲ့ဖြစ်နေမလဲဆိုတာဒုက္ခအမျိုးမျိုးပြန်လန်းကြည့်လက်ကြည့်လို့လဲရွာကိုတနေ့လုံးလာခဲ့တဲ့ရွာပြန်လို့လည်းမဖြစ်ဟိုမှာလည်းရွာလည်းမြင်းနေပြီမိုးကလည်းချုပ်လာပြီဒီခြေတော်သားဘလောက်ဒုက္ခရောက်လိုက်မလဲဒါစဉ်းစားကြပါဒါကိုနဲ့ခြေတော်သားနေရာထားပြီးတော့စဉ်းစားကြည့်ဘလောက်သူဒုက္ခရောက်နေမလဲဒီဘက်ကလည်းမနေရဘူးသူကြောက်တယ်မဟုတ်လေအိမ်ကြီးလည်းမရှိဟိုဘက်ပန်းလည်းမြင်းနေရပြီဒီမြစ်ကိုလည်းသူကူးလိုက်တဲ့ကပထမခြေစလုံးနောက်တကဒုစရအခုပေါင်းလဲဆိုတော့ဘလို့မှသူမလုပ်တတ်မိုးကလည်းချုပ်တော့ဘာမှသူမလုပ်တတ်တော့ဘူးတဲ့ဒီကြည့်တော့လားအဲ့တော့သူစဉ်းစားကြံရမရဟိုပထမငါသွားတော့ငါခြေချင်းဝတ်မြုပ်တာဟိုနားမှာသူနေရာကိုတိုင်းနေစောစောနေရာမသိဘူးသူမြစ်ကိုယ်တာကြောက်ပြီးတော့ကူးနေတာသူ့နေရာကိုသူမသိလိုက်အခုယောဂီတွေလည်းနေရာမသိလို့ဟိုနေရာမှာငါခြေစလုံးမြုပ်တော့ဟိုနေရာလောက်ရှိတယ်နောက်တော့ပေါင်လေဝဲဒူးစစ်လောက်ရောက်တော့ဟိုနေရာလောက်ရောက်သွားပြီပေါင်လေလောက်ရောက်တော့ဟိုဘက်ရငါသွားနေတာဟိုမြစ်လေကောင်ရဟိုဘက်ကမ်းသားနေတော့ရောက်ခံနေပါပြီလားသူတွေးမိသွားတယ်အဲ့ဒါနဲ့တခါပြန်ဒီတခါတော့ဖြစ်ငါသွားမှာပဲသွားကြည့်အောင်မယ်ဆိုပြီးတော့သူဒုစစ်ရောက်တဲ့နေရာသူသတိထားသွားပြီစောစောတော့သတိမထားဘူးနော်ဘာလို့သတိထားလဲဆိုတော့ဟိုဘက်ကမ်းရောက်ဖို့ပဲဟိုဘက်ကမ်းရောက်ဖို့မိုးချုပ်တာကိုကြောက်ပြီးတော့ဟိုဘက်ကမ်းရောက်ဖို့အရေးကြီးပြီးတော့ဒီမြစ်ကိုလည်းကြောက်တော့ကူးနေတယ်သွားနေတာဒီသွားတဲ့ဒီမြစ်ကဟိုလေးကိုအတိုင်းရှိကိုသူမစဉ်းစားမိဒါဉာဏ်ရှိရင်သိတယ်ကိုယ့်ရဲ့တတိမပါတဲ့အတွက်ဖြစ်သွားသူဟိုဘက်နဲ့ဒီဘက်ကမ်းလည်းမနေရဲ့ဟိုမှာလည်းမြင်ရပြီဒီမြစ်ကြီးကူတော့ကြောက်နဲ့သူသွားကြည့်တာအရေးဆုံးသွားကြည့်တာပဲရှိတယ်မြစ်ကအတိုင်းတာကိုသူမချိန်မိဘူးအခုတော့ချိန်မိသွားတဲ့သူခြေစလုံးတော့ရောက်တော့ဒီနေရာရောက်ခဲ့ပြီပေါင်တော့ရောက်တော့ဒီနေရာရောက်တော့ကြည့်လိုက်တော့ဟိုဘက်ကနာက
အဲ့ဒီတော့မှတက်ပြေးသွားရောလွတ်သွားရောအဲ့ဒီဥပမာလိုပဲတဲ့ဒီဘုံဝင်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာဘုံမှာကြက်လာရင်လေကြောက်လာတယ်ပြန်ရှူတက်တော့တာပဲတန်းပြန်ပြေးတယ်လို့ပဲဝင်လေထွက်ကြီးပြန်ရှူတော့တာပဲနောက်ရှင်ရှင်နဲ့ဘုံဝင်မှာတခါပြန်ကြပြီးတော့လာတော့ရှူလေးရောလုံးဝကြက်တာလေးကြည့်နော်ကြက်တာကြက်တာလေကြက်တာဆိုဘုံတော့ခေါ်ပေးတယ်အဲ့တော့တတိထဆိုတာအတိုင်းရှိကိုကြည့်ခိုင်းတာမြစ်တဲ့အတိုင်းရှိကြည့်တယ်လို့ကြည်တော်သားကြည့်တယ်တတိထားခိုင်းညာတတိကသူကမထားဘူးအဲ့ဒါချုပ်ပြီးတော့အဲ့ဒါလေးဒီကလည်းနေတော့ကြက်တာလေးကိုအာယုံပြုလို့နေတော့ကြက်တဲ့ကြက်လာတယ်ကြက်တဲ့ကြက်လာတယ်အဲ့ကြက်တာလေးကိုတတိနဲ့ဥစိထားမှာမထားမိတဲ့အတွက်ပိုလဲကြက်လာကြောက်ပြီးတခါပြန်ရှုပြန်ရောကလည်းကိုအဲ့လိုရှုကြတယ်တချို့ကြတော့လည်းဘယ်လိုလဲဆိုတော့ရင်ထဲမှာကြာနေနေဆိုတပြင်းချတာလေးလည်းရှိသေးတယ်တချို့တပြင်းချတတ်တယ်တချို့ရင်ထဲမှာလေးလာပြီလေရှုရင်းရှုနေရင်ထဲလေးလာတော့ကဆိုတပြင်းချတာလွတ်သွားပြန်အောင်အဲ့ဒီပုဂ္ဂိုလ်လဲအဲ့ရရောက်ရသားနဲ့လွတ်ကုန်တာအဲ့ဒါခုနကတော့ချီချင်းဝက်လောက်မြုပ်တဲ့ဥစ္စာကိုပြန်တက်ပြည့်တဲ့လူနဲ့တူတယ်အဲ့ဒီတပြင်းချတဲ့လူကဟိုမှာတခါလဲသွားတော့ဝေဒနာကြက်တက်လာတဲ့အခါကျဟာတခါအတင်းထိုးရှူတယ်တချို့ဒကမတယောက်လာပါတယ်ဘုံဘုံပြပါဇက်ကတော့တခါလဲဟူးဆိုထွက်သွားတယ်ဒါသူအရှူတွေပိတ်ပြီးတော့သူဖြစ်သွားတယ်တဲ့မပိတ်ပါဘူးဒါသူနားမလဲလို့ဘုံဘုံလည်းမပြောဘူးလှုပ်ဆက်လို့နောက်သိလာလိမ့်မယ်ဒါပဲပြောလိုက်အမှန်မှန်တော့သူဒီမှာရှူလို့မရတော့ဘူးလို့ထင်တာရပါတယ်ဒါသူနားမလဲနိုင်ဘုံဘုံတို့ပဲသိတယ်ဘုံဘုံတို့လာခဲ့တယ်လားအဲ့ဒီမှာဟိုတကယ်တိတိကျကျပိတ်လိုက်မယ်ဆိုတဆိုင်နဲ့ပြတ်ဒါမင်းနဲ့သူဟာသူ့တယောက်တည်းလို့ရတော့ဒါဘယ်လိုဖြစ်စိတ်ကြက်လာတော့သူပကားတွေလေတွေရောဘာတွေရောအောင့်ထားမှာပေါ့အောင့်ထားပြီးနောက်မအောင့်နိုင်တဲ့ကြောင့်ပူးဆိုထုတ်လိုက်တယ်ဒါကအဲ့ဒါဘာလဲဆိုတော့အောင့်ထားတဲ့အတွက်ဒီဘမှာကတတိနဲ့ထားလိုက်ရမှာသူကတတိမထားဘယ်နဲ့ဒီဟာကိုတတိမထားမနဲ့လေးဦးတာသူတတိထားပြီးတော့မရှုနိုင်လို့ဆိုပြီးတော့ဟိုဘက်ကိုသွားတတိထားခုနရေတော်သားလို့ရေတော်သားလို့ပေါ့မြစ်တဲ့အတိုင်းအတာမကြည့်ပဲနဲ့ဒီရေကိုကြောက်ပြီးတော့ဟိုဘက်ကရောက်ချင်တဲ့ဇောပဲသူရှိတယ်ဒီမြစ်ကအတိုင်းအတာသူမသိတယ်လို့ပဲအဲ့မှာပြန်တက်ပြေးရဟူးဆိုတာဒါပြန်တက်ပြေးတာလို့ဒီပြန်ရှူလိုက်တာလို့ကပြန်တက်ပြေးတယ်ဒီဘုံဝင်လာဆုံးအောင်လားအဲ့ဒါဆုံးသွားရင်အတိုင်းအတာသူသိသွားဘုံဝင်ပြုတ်သွားရင်ဒါဒီဘွဲရအမတာအောင်မြင်တဲ့ပွဲတစ်ပွဲဖြစ်သွားမယ်ဒါဒီလောက်ကိုဘုံဝင်ပြုတ်အောင်ပြတဲ့လိုင်းမဟုတ်ဘူးဒီလိုင်းကဝေဒနာရှုပ်မယ်ဘဝမြင်မယ်2 နာရီထိုင်နိုင်မယ်အတုပပေါ်မယ်ဒီလောက်ပဲပြတဲ့ပွဲဟိုအချုပ်တိုင်းနဲ့ယဟန်နဲ့သီလရှင်ပြပြီဆိုတော့5မျိုးမိအောင်ပြအခုကလူဖြစ်တော့ဘုံတို့ဟာရုပ်ပိုင်းမှာလွတ်နေတဲ့အတွက်ဘုံတို့စိတ်ပိုင်းလောက်ပဲဖမ်းလို့ရတယ်ရုပ်ပိုင်းကိုဖမ်းထိမ့်ပေးလို့သိမနိုင်ဘူးမရဘူးဘာလို့ရုပ်တွေကလူဖြစ်နေယဟန်သီလရှင်ဖြစ်ရင်ဘုံအပိုင်ပြလို့ရအဲ့ဒါကြောင့်မလို့ဒီစိတ်ပိုင်းကပြနေရတယ်အဲ့ဒီဘုံဝင်ကိုအခုရောက်တယ်ဆိုတာဒါလူကောင်းတွေလည်းရောက်တတ်တယ်ပါရမီရှိတဲ့လူကလည်းဘုံပြောသလိုရှူတဲ့ပုဂ္ဂိုလ်လည်းရောက်တတ်တယ်အဲရောက်ရင်ဒီဘုံဝင်ကိုတော့ဆုံးအောင်လိုက်မကြောက်နဲ့ခုနခြေတော်သားလိုပဲကြောက်တယ်ဘုံလည်းကြောက်ခဲ့ပါအဲ့နာရောက်လှုပ်လိုက်ရအောင်ပထမတတိချာရင်နဲ့လေးတာရှူရင်းရှူနဲ့နေစိတ်ကချုပ်လာတော့ရင်နဲ့လေးတာဆိုချလွတ်သွားပြန်လွတ်လက်ကလေးပြည့်ပဲသွားတခါလာလက်တပင်းချတခါလာလက်တပင်းချနောက်ကြတော့သိလာတယ်ပြင်းမချတော့ဘူးဒီကသောချနေတာငါမဟုတ်သေးဘူးဆိုရှူပြီးတော့နေတပင်းချမယ်ဆိုရင်မချဘူးသတိထားသူကချခြင်းနဲ့မချဘူးအဲ့လိုလုံးနဲ့ရင်တော့လေးလာလေးလာတဲ့ခါကျတော့သူကကြောက်ပြီးတော့ဝင်လေထွက်လေပြန်ရှူပြန်ရဘုံတို့လည်းကြာခဲ့ဘူးလေဒီနေရာတွေမှာဒါအဲ့ဒီလိုပဲဒီလမ်းကလမ်းမှန်ပဲဘဒုဖြစ်ဖြစ်ဒီလမ်းကိုဝင်ရမှာကြီးပဲဒီလမ်းမဝင်နဲ့လျှော်ပြီးတော့ဟိုသမသနာတွေရုပ်တည်နာနေပြလို့ရတော့ခြာလပတ်လဲနေမှာအောက်သက်မကြည့်ဘူးအောက်သက်ကြည့်မှအထက်ကိုတက်လို့ရတိုက်ဆောက်ပါဆောက်အုံမြင့်ကောင်းမှတိုက်မပြိုမှာဘာပဲဖြစ်ဖြစ်အခြေခံရေးကြည့်ပါလေဒါအခုပွဲရအခြေခံပွဲဘယ်တော့မှအခုကျင့်တဲ့ပုဂ္ဂိုလ်ကလေရှေ့သွားခြင်းတဲ့လိုင်းကိုသွားကြိုက်တဲ့ရိပ်သာသွားဒီအခြေခံရသွားတယ်ဒါရတယ်ဘုံရှိမှလာမမဟုတ်ဘူးဒါပြနေတာတတိပဒံတရား၄ပါးလွဲဘယ်သူမှကြော်မပြဘူးရိပ်သာတယ်အဲ့ဒီတော့ကြိုက်တဲ့ရိပ်သာတော့ဒါဘုံရှိမှလာကြရမလို့ဘုံရှိလာပြေမျိုးအဝေးကြီးပဲခုနေပြီးစရတရားတွေကျင့်ညဘုံပြောသလိုတတိထားတချို့ရှုလို့မကြိုက်ဘူး
တချို့ရိတ်တာတွေကရှူတာမကြိုက်ဘူးကိုယ့်ကမရှိဘူးလေဘာဖြစ်လဲငြိမ်ဘူးတော့ဘုံဝင်နဲ့လိုက်မယ်တတိထားမှဝေဒနာသိခံမယ်ဒါ2 နာရီကိုထိုင်နေနေမှာသူတို့ပြလာတဏှာကြီးပဲကိုတဏှာကြီးတော့ပို့သေးတယ်ဘုံဘုံတပိတွေပြန်ပြေးတာသူတို့ကတဏှာကြီးလည်းဖြုတ်လာတော့မှ2 နာရီဝေဒနာတက်မှသူကရှုလို့ကောင်းမှတဏှာကြီးရတော့ဝေဒနာတက်တော့မလုံးမှဒိဋ္ဌံပြေးပါပြီဆိုသူကြော်လိုက်ရတော့ပြန်ပြေးတာသူကဝေဒနာဆုံးအောင်လိုက်ခြင်းကြတယ်ဘုံဘုံဒီသိင်းရဲ့ဖွဲ့တွေကဝေဒနာကိုဆုံးမှဝေဒနာမဆုံးမဲ့စက္ခါစရှိသေးတယ်အဋ္ဌံပြေးသွားလို့သူတို့ကစတ္တငါဖြစ်ပြီးတော့ဘုံဘုံတို့ရှိပြပြန်လာတာဒီလည်းရှိတယ်ဒီဝေဒနာကိုသိင်းရမကြောက်ဘူးဒီဝေဒနာကိုတရားလုပ်ပြီးတော့ရှင်းရမှာဘာလို့သေခံနေဒီဝေဒနာတက်မှာဒီဝေဒနာတက်ရင်ဒီဘုံဘုံတို့ကဒီဝေဒနာအကူနဲ့အာကုရမှာအဲ့ဒီသေခံနေကြတော့ဘုရားအာကုမဲ့တရားတန်ခါအာကုမဲ့ဘာမှမရဘူးမိဘဆရာသမားအာကုလို့မဒေါက်တာလည်းအာကုလို့မရဘူးသူလည်းသိတာပဲဘယ်သူမှအာကုလို့မရအဲ့ကိုကျင့်ခဲ့တဲ့အရှင်တရားပဲအာကုလို့ရအဲ့ဒီကကြတာဒါဘုံဘုံကိုမေးဘူးပါတယ်ဒေါက်တာတယောက်ကဘယ်လိုမေးလဲဆိုတော့သူကမေးလေတဲ့ဒီသိင်းပဲတဲ့သိခွေဖွင့်လို့တော့တရားထိုင်နေတဲ့တပည့်တော့ကြားတယ်တဲ့ဝေဒနာတစ်ခါရှောင်းရင်ငါသေးတပည့်မသက်နဲ့မှာသွားလို့ပြောတယ်အခုဘုံဘုံကလည်းအဲ့ဒီမှာပြနေတာကိုအဲ့ဒီတန်တဲမှာပြနေတော့သူကလည်းရှိကူရင်နဲ့ကြားနေတာကိုဟောနေဆိုတော့ခဏဒီဝေဒနာရှောင်းအောင်လို့ဒီဝေဒနာတစ်ခါရှောင်းရင်ဘုံဘုံတို့ဆရာတော်ကြီးကလည်းပြောတယ်ဘုံဘုံတို့လည်းလက်တွေ့ဖြစ်ခဲ့တယ်အဲ့ဒီတော့ဝေဒနာတစ်ခါရှောင်းရင်အပယ်လွတ်တယ်ဘယ်တော့မှတပိမသွတ်နဲ့လို့မှားသွားလို့ပြောတယ်အပယ်လွတ်လို့စိတ်ချလို့တပိမသွတ်ပြည့်မှာဆိုတော့ဒီဒေါက်တာကြားနေတာဟုတ်သွားနေလာနေကြားနေတာတနေ့ဘုံဘုံကလည်းအဲ့စခန်းရမှာပဲအဲ့ဒီတော့ဘုံဘုံတို့ဒီကျမ်းမာရေးကကောင်းတာမဟုတ်ဘူးအယိုးကြီးပဲကျမ်းမာရေးမကောင်းဘူးစံနေမှလည်းဘုံဘုံတို့နောက်မှလည်းဆရာဝန်လိုက်နေရတယ်ဘုံဘုံတို့ဆရာဝန်လည်းတရားပြသွားရင်နောက်မှဗမာဆရာပါတယ်ဆေးထိုးတဲ့ဆရာဝန်ပါတယ်အများနဲ့လိုက်ပေးရတယ်ဘုံဘုံတို့အဲ့ဒီတော့အဲ့ဆေးထိုးတဲ့ဆရာဝန်ကကြားလာစိုက်ရောဘုံဘုံကအဲ့ဒါသူ့ခေါ်ပြီးတော့ဆေးသွင်းတာပေါ့တခါတည်းကဆေးသွင်းပြီးတော့သွင်းပလင်ချိတ်ပြီးတော့နေတာပေါ့နေတော့ဆရာတော်တဲ့တပည့်တော့ရှောက်ချင်လို့တဲ့ရှောက်ဖို့အဲ့မှာပလက်တိုင်းမှာဘုံဆေးသွင်းနေတယ်အရှင်များဟောတယ်တဲ့ငါသေးတပိမသွင်းနဲ့ဆိုတော့ဝေဒနာတစ်ခါချုံရင်တပိမသွင်းနဲ့လို့မှာသွားဆိုတာတပည့်တော်ကြားတယ်ဟုတ်တယ်ကျုပ်လည်းဟောတပည့်တော်အမေလည်းပဲသိရင်ပါပဲတဲ့သူတိတ်ခွေနဲ့တရားထိုင်နေတဲ့အဲ့ဝေဒနာကိုပဲသူပြောတယ်တဲ့ခင်ဗျားတို့ဒီဝေဒနာတစ်ခါချုံရင်တပိသက်เสียမလို့စိတ်ချရပြီအပယ်လွတ်ပြီဒီလိုပြောတယ်တဲ့အဲ့ဒါဟုတ်ပါလားဟုတ်တယ်လို့ဒါဖြင့်အရှင်များအခုစခန်းမှာတဲ့တပည့်တော်ထိုင်မယ်တဲ့ဝေဒနာတစ်ခါချုံမယ်ဗျာတဲ့အပယ်လွတ်လားလွတ်တယ်ကောင်းပြီတပည့်တော်အဲ့လိုဝေဒနာတစ်ခါချုပ်ပြီးရင်တပည့်တော်ကလှုပ်ရှင်ရလုပ်မယ်တဲ့ဒီကသူပြောပုံကလှုပ်ရှင်ရတယ်လုပ်မယ်တပည့်တော်လောဘဒေါသတွေနဲ့လည်းလုံမှာပဲတပည့်တော်လှုပ်ရှင်ရလုပ်မယ်တဲ့တပည့်တော်ကျင့်လည်းမကျင့်တော့ဘူးတဲ့ဒီတရားအသိကံကြီးကြတော့လွတ်သလားလွတ်တယ်ဆိုဒါလူကလက်နဲ့မခံဘူးဘုံဘုံဒီစိတ်နဲ့လုံနေတယ်သူကပြောတပည့်တော်အဲ့စကားတော့လက်နဲ့မခံနိုင်ဘူးဒါနဲ့ဒီဝေဒနာလေးတစ်ခါချုပ်ရုံနဲ့တပည့်တော်တောက်မယ်စားမယ်ပျော်မယ်ပါမယ်တပည့်တော်လောဘဒေါသလောဘတွေနဲ့ရှာမယ်ဖွင့်မယ်ဗျာတဲ့အဲ့ဒါဒီဟာလည်းမကျင့်တော့ဘူးနဲ့သေကံကြီးမှဒီဝေဒနာလေးတစ်ခါချုပ်တာနဲ့လွတ်တယ်ဆိုတာတပည့်တော်လက်နဲ့မခံနိုင်ဘူးတဲ့တပည့်တော်ခံနိုင်တဲ့လောက်ကိုတပည့်တော်သဘောပေါက်အောင်ပြန်ရှင်းပြပါရှင်းသွင်းနေရင်ကောင်းပြီတခါကြီးကျုပ်ရှင်းပြခဏဗမာနေလေသဝင်းတော်မှာဆိုတာအမတ်တွေထွက်တဲ့ရွာပေါ့သဝင်းတော်မှာအေးကောင်းပြီသဝင်းတော်မှာနေတော့ခင်ဗျမူလာတန်းဗမာဖြည့်သဝင်းတော်မှာဖြည့်ဟောအေးမူလာတန်းဖြည့်ပြီးတော့နေတဲ့အခါကျတော့ဒီကြောက်ခလောက်ကျောင်းဆိုတာရှိတယ်ဘုံဘုံနဲ့ရောက်ပါတယ်အဲ့ဒီမှာပဲတရားတွေပြတာရှိအဲကြောက်ခလောက်ကျောင်းဆိုတာမရှိဘူးလားရှိပါတယ်ဗျာတဲ့တပည့်တော်တို့သွားနေတဲ့ကျောင်းပါတဲ့အေးဟုတ်ပြီအဲ့ဒီအခုအဲ့မှာဘုံဘုံလည်းအဲ့ဒီကျောင်းမှာပဲဆေးထိုးဆေးသွင်းတော့ဒီကြောက်ခလောက်ကျောင်းဆိုတာခင်ဗျလာပါတယ်ဗျာတဲ့ငယ်ငယ်ကောင်းပြီလို့လမ်းမှာညောင်မင်းတပင်ရှိတယ်ဗျာခင်ဗျားတို့မူလာတန်းကလေးဘဝတုန်းကအဲ့ဒီမှာအဲ့ဒီညောင်မင်းကြီးကျောင်းပဲလာပြီးတော့ဒီအသီးတွေဘာတွေခူးရင်းပြူရင်းနဲ့အဲ့ညောင်မင်းရောက်မှခင်ဗျားတို့ကစားတယ်ကစားတဲ့အခါကျတော့ဒီညောင်မင်းဟာတရေ၆တဲ့လူတိုင်းကသိတယ်လူကြီးတွေကလည်းသိတယ်ဒီညောင်မင်းညပဲမသွားနဲ့တရေ၆တယ်လူကြီးတွေကလျှောက်တယ်
ဒါခင်ဗျားတို့ကလေးဆိုတော့မသိဘူးလို့မသိတော့အဲ့မှာသွားပြီးတော့ဆော့ကြနေကြမယ်ဆော့လိုက်တော့တရေက6လုပ်လိုက်ကြ6လို့တော့ကလေးတွေလန့်ပြန်ပြီးတော့တက်ကလေးရတက်ဖြစ်ကုန်ခင်ဗျားပါပါတယ်ဗောလို့အဲ့မှာတက်ဓမ္မခင်ဗျားပါသွားရောအိမ်ရောက်တော့ဆရာဝန်နေနဲ့ဆေးတွေကုတော့ကောင်းတော့အဲ့ဒါမင်းတို့ဒီညောင်မမသွားနဲ့ဒီညောင်မသွားတရေ6လိုက်မယ်မင်းတို့ဒီလိုဖြစ်မယ်ဆိုတော့ခင်ဗျားနောက်သွားရမှာမသွားရဘူးကောင်းတယ်အဲ့ဒါနဲ့ပဲဒီညောင်မင်းဆိုရင်ခင်ဗျားတယောက်တည်းသွားမှာလားတယောက်တည်းတော့မဟုတ်2ယောက်3ယောက်တော့မသွားရတော့ဘူးဒီလိုသတိလေးအောင်ဆောက်တော့အေးကောင်းပြီအဲ့ဒီကနေ4တန်းနေအောင်တော့ခင်ဗျားပဲတက်အလယ်တန်းပဲတက်လို့ဆိုတွန်တေးတက်တယ်အေးတွန်တေးမှာအထက်တန်းနေအောင်နဲ့အလယ်တန်းအထက်တန်းနေအောင်တော့ပဲတက်အဲတက္ကသိုလ်မင်းကိုတက်တယ်တဲ့ရန်ကုန်တက္ကသိုလ်တက်အေးကောင်းအဲတက္ကသိုလ်ကြီးတက်ပြပြီးတော့ခင်ဗျားအခုဒေါက်တာဘွဲ့ယူလာတော့နိုင်ငံခြားသွားတယ်ဗျာတောက်မယ်စားမယ်ဆိုတော့အခုရန်ကုန်ဒီတွန်တေးတို့ရန်ကုန်ကိုရောက်တဲ့အခါဒီညောင်မင်းကိုတတိရတာမရအေးဒီလိုပဲခင်ဗျားကတောက်တယ်စားတယ်ပြောတယ်အတူတူပဲအဲ့ဒီတော့ခင်ဗျားနေလိုက်တယ်ဒီပြင်မျိုးလေးပြောင်းအလုပ်တွေနဲ့ဒီအစိုးရပြောင်းနေလျှောက်ပြောင်းနေရပြောင်းလာတဲ့အခါကျတော့တနေ့တော့အခါကျတော့အိမ်ပြန်ရောက်ဟောမိဘတွေလည်းရှိတယ်ငါသုံးဝင်းတော့ပြောင်းသွားဆိုပြီးတော့အနှစ်20 30မိဘတွေမသိခင်မှာပြန်လာတယ်ဆိုပါစို့လေအဲ့ဒီအိမ်ရောက်တော့ခဏလည်းအသက်ကြီးနေပြီကြီးတဲ့အခါကျတော့ဒီကိုယ့်ရဲ့ရွာဦးเจ้าကိုသွားတဲ့အခါကျတော့ဒီညောင်မဲမတူလို့တွေ့ရင်ဘယ်နဲ့လဲသတိမရဘူးလားတရေ6သတိရတယ်ဗျာအေးအဲ့ဒါလို့ဒီညောင်မဲအောက်ရောက်ရင်ငငယ်တော့ငါတရေ6ခံရပါလားလို့ဘယ်တော့မှမမေ့ဘူးလို့ဒီလိုဝေဒနာတစ်ခါချုပ်ထားတဲ့ပုဂ္ဂိုလ်ကနေရင်တော့နေသေကံကြီးမှလာတွေ့မှာသေကံကြီးဒီဝေဒနာပဲပြန်တက်မှာဆက်တော့မှဟိုဖရာအာဟုတရားအာဟုတန်ခါကိုကျင့်အဖို့ဘာမှမရဘူးအဲ့ဒီကြတော့မှဟောသလိုပွဲကြီးနဲ့ကိုကျင့်တဲ့စခန်းပွဲကြီးနဲ့ကိုဝေဒနာချုပ်ခဲ့တဲ့ဟိုတခါလဲကိုဒီမှာဝေဒနာတက်နေအခုလည်းဒီဝေဒနာပဲသေကံကြီးလည်းဒီဝေဒနာတက်မှာတက်တဲ့အခါကျတော့တိုင်းဆိုဒီကိုစခန်းပွဲကြီးကကိုယ်မတရားအထုတ်နေသလိုလိုဒီဝေဒနာရှုရင်းနဲ့အဲ့မှာချုပ်သွားတော့တောင်းသုက္ကတိကိုသွားတယ်လို့ပြောတာပေါ့ဗျာဒါလက်သက်ခံတယ်ဗျာဒီလိုဥပမာနဲ့ဆိုရင်ဒီလိုလက်သက်ခံတယ်တပြီးတော့ဒီတောက်စားပြီးတော့နေရင်တခါလေးချုပ်တာနဲ့ပဲဘာလို့လွတ်တယ်ဆိုတာဒီလောက်ပဲသိတာအခုအရှင်များဥပမာပေးတော့ဒါကောင်းတယ်တဲ့ဒီဥပမာဒီညောင်မင်းနဲ့ဥပမာပေးတာဘလောက်သွားလေနောက်သူ့ရွာသူတနေ့တော့ပြန်ရောက်မှာရွာရောက်ရင်ဒီညောင်မင်းတွေ့မယ်ဒီညောင်မင်းတွေ့ရင်ငငယ်ကငါတရေ6ခါနဲ့ညောင်မင်းဆိုတာသူသိကိုသိရအဲ့လိုပြောလိုက်တော့မှသူလည်းသဘောကျပြီးတော့သူလည်းနည်းနည်းရှင်းလာတာပေါ့ဟုတ်ရင်မရှင်းဘူးဆိုရတယ်အဲ့ဒီဥပမာလိုပါပဲဒါမို့ဒီမှာဝေဒနာကိုလိုက်ခန်းနေပြုခန်းနေပဲစေကံนี้မှာအတိတ်တက်ဖို့ရည်ကြီးနေတာပေါ့အတိတ်တက်အောင်အခုအနေမြောက်အောင်ကျင့်နေကြအဲ့ဒီတော့ဒီစကားမှာလည်းဒီ2ရက်ရှိတော့တယ်ကျူးကျူးဆာဆာလေးနဲ့ရှင်းကြပါလို့ဒါဘုံမေတ္တာရပ်ခံရင်းနဲ့တော်တော့ပါပြီဒီလောက်